မင်းတို့ဆိုင်မှာဗာလေးတွေပြောင်းလဲထားလဲသိပြီးကြပြီလားမသိသေးတဲ့အသေးတွေအတွက်မင်းကဆိုင်ထဲကိုအလဲခေါ်သွားပေးမယ်နော်အခုလိုပူပြင်းလာတဲ့နေရာဒီမှာမင်းအသေးတွေအေးဆေးဆေးနဲ့စကင်ကဲတွေကိုရွေးချယ်နေဝယ်ယူနိုင်ဖို့မင်းကဖန်တီးပေးထားပါတယ်ပစ္စည်းတွေကိုတစုတစည်းတည်းကြည့်လို့ရအောင်လို့ကက်ရှာကောင်တာလေးကိုလည်းတသက်ခွဲပေးထားတယ်ပေါ့နော်ဒီအပိုင်းမှာပစ္စည်းတွေကအဝင်နေနေတာမို့လို့လိုချင်တဲ့ပစ္စည်းတွေမရခဲ့ရင်လည်းစိတ်မဆိုးကြဖို့မင်းကမြစ်တရက်ခံပါတယ်မမေတစ်လေးတွေလည်းထပ်ထိုးပေးထားပါတယ်ရှင်ဒီအပိုင်းမှာမမေတစ်လေးတွေရဲ့ဝန်ဆောင်မှုကအစမပြေဖြစ်ခဲ့တယ်ဆိုရင်မမေကခွင့်လွှတ်ပေးဖို့ကြိုပြီးတော့ပြောပြစီပေါ့နော်မမေတို့အခုမှမမေတစ်လေးတွေကိုတည်တည်ချာချာလေး train ပေးနေတော့မလို့ပါနော်ဆိုင်မှာမင်းအသေးတွေလိုချင်တဲ့ပစ္စည်းတွေကိုအစုံထားနိုင်အောင်အမြဲစူးစမ်းနေပါတယ်ရှင်မင်းတို့ဆိုင်ရာပစ္စည်းတွေကိုဆိုင်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရတယ်လို့ online ကနေပြီးတော့မှလည်း order တင်လို့ရပါတယ်ရှင်မင်းတို့ဆိုင်ရဲ့ online platform တွေဖြစ်တဲ့ Facebook, TikTok, YouTube, Viber, Telegram channel တွေမှာသိချင်တာမေးချင်တာရှိတယ်ဆိုရင်အမနာတန်းစိတ်ကြိုက်လာပြီးတော့မေးလို့ရပါတယ်နော်အမြဲတမ်းအများကြီးအားပေးကြတဲ့မင်းအသေးတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်းတို့ Corey Shorting ကမင်းအသေးတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင်အမြဲတမ်းကြိုးစားနေပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်